မောင်မင်္ဂလာဆောင်တော့မယ်ခွန်ပြတ်တာလဲတနေ့ကြော်ပြီဆိုတော့ဖြစ်တင်ပါလေလေဒါနဲ့မောင်လက်ထက်မဲ့မျိုးသမီးကဘယ်ရလဲမောင်တို့မျိုးပါပဲလားဟုတ်တယ်ခွန်မောင်တို့မျိုးပါပဲနာမည်ကရောဘယ်လိုခေါ်လဲစိမ့်လည်မိုးပါအသက်ကမောင်းထန်ငယ်တယ်မောင်ကစိမ့်လည်မိုးခွန့်ထပ်ပိုးပြီးတော့ချစ်လို့ထင်တယ်နော်တနေ့ကြော်နဲ့လက်ထပ်ဖို့ထိရွေးချယ်ခဲ့တယ်ဆိုတော့ခေါ်တော့ကြတော့3နှစ်အထိမောင်တွဲခဲ့တာတောင်မောင်ဘက်ကမပြေဆုံးသေးလို့ဆိုပြီးတော့လက်ထပ်ဖို့အရေးကိစ္စတိုင်ပင်လိုက်တိုင်းစကားတွေများခဲ့ကြတာလေအခုတော့ခေါ်နားလဲသွားပါပြီမောင်ကခွန့်ကိုအပိုင်သိမ်းထားကျင်လောက်တဲ့အထိမမောခဲ့လို့ပဲဆိုတာကိုလေအဲ့လိုတော့မပြောပါနဲ့ခွန်မောင်ခွန့်ကိုတကယ်ချစ်ခဲ့ဘူးတာပါအဲ့ဒါတော့တကယ်ပါအင်းမဟုတ်ပါပြီခွန်တို့ကမြို့လည်းမတူအနေလည်းမနီးစိတ်ချင်းမှထပ်တူမကြခဲ့တာများတော့မပေါင်းဆက်နိုင်တာမထူးဆန်းပါဘူးဒါပေမဲ့မောင်အဲ့မျိုးသမီးကိုလက်ထပ်လိုက်ရလို့မောင်တကယ်ပြောနေမယ်ဆိုရင်တော့ခွန်ဝမ်းသာပါတယ်ဒါကစိတ်ရင်းမှန်နေပါမောင်ခွန်ကိုချစ်ပါတယ်ဒါပေမဲ့ခွန်ကမောင်ကိုအရန်ဆိုးမိုးလွန်းတယ်အဲ့အရာတွေကိုမောင်ကြောက်တာမောင်တစ်သက်လုံးခွန်စိတ်နဲ့မနေနိုင်ဘူးစိမ့်လည်မိုးစိတ်နဲ့တော့မောင်တစ်သက်လုံးနေရဲလို့ပဲသူ့ကိုလက်ထပ်မှာပဲမဟုတ်ဘူးလားအဲ့လိုမဟုတ်ဘူးခွန် तू ကမောင်စိတ်နဲ့မောင်နေလဲကြည်ပြူပေးနိုင်လို့ပါခွန်ကမောင်နည်းနည်းလေးစိုးမိရင်တော့အကြာကြီးပြစ်ထားနိုင်ခဲ့တာပဲမဟုတ်လားမောင်ကိုဆိုရင်ခွန်အမြဲတမ်းလွှမ်းမိုးထားနိုင်ခဲ့တယ်မောင်ကိုခွန်ချစ်သူဆိုပြီးတော့ဘယ်တော့မှငဲ့ညာထောက်ထားပေးခဲ့ဘူးလို့လေအော်အခုတော့ခွန်နဲ့ရှင်လို့ရသွားပြီပေါ့လေခွန်ကအရင်လိုပဲအရင်တိုင်းပဲသိလားအခုချိန်ထိစကားကိုလိုရာဆဲသွင်းပြီးတော့ပြောတတ်နေတော့မယ်ဟုတ်တယ်ခွန်ကဘာမှပြောင်းလဲမသွားဘူးမောင်ကိုချစ်တဲ့စိတ်ကအစားအရင်တိုင်းပဲမောင်မင်္ဂလာဆောင်ကိုခေါ်လာခဲ့မှာလားတေချာပေါက်လာရမှာပေါ့မောင်ဘွားအတွက်အကြီးကျယ်ဆုံးအချိန်ကိုခေါ်မလာလို့ဖြစ်ပါမလားမောင်ဘွားမှာအပျော်ရွှင်ဆုံးအပြုံးနေနဲ့ပြုံးနေမဲ့မောင်ရဲ့အပြုံးကိုခေါ်မြင်ခြင်းနဲ့ခွန်ကတော့လေမောင်ကိုစိတ်မကောင်းဖြစ်အောင်ပြောနေပြန်ပြီဒါနဲ့မောင်မင်္ဂလာဆောင်ကဘယ်နေ့လဲအခုလာမယ့်တနင်္ဂနွေနေ့ပါမောင်ဖိတ်စာပို့ပေးလိုက်မယ်နော်ကောင်းပါပြီတနင်္ဂနွေနေ့မတိုင်မီစနေနေ့ညနေကားနဲ့မောင်ရှိရဲ့မြို့ကိုကျမလိုက်သွားခဲ့ပါတယ်တနင်္ဂနွေနေ့မနက်9 နာရီမြို့ကအလှပြင်ဆိုင်တစ်ခုမှာပပလေးပဲလိမ့်ပေးပါနော်ဘွဲ့သွားယူမှာလားညီမလေးချစ်သူအောင်မင်္ဂလာဆောင်ကိုသွားမှာပါတို့သမီးရတာအလှဆုံးဖြစ်တဲ့နေမဟုတ်ဘူးလားအမသဘောပေါက်ပြီညီမလေးအထူးလက်ဆောင်အနေနဲ့မနေ့ကနိုင်ငံခြားအမရဲ့အတီးက DC ဘန်းနေလက်ဆောင်လာပေးထားတာရှိတယ်ညီမလေးကအဖြူရောင်လေးဝတ်လာတော့ DC ဘန်းလေးပန်ပေးလိုက်မယ်နော်ကျေးဇူးပါပဲအမမိတ်ကပ်ကငိုလဲလုံးဝကွက်မသွားဘူးစိတ်လွတ်လပ်လို့ငိုပြီးတော့ပောက်ကွဲလို့ရတယ်သိလားအင်းမဟုတ်ပါပြီကျမရေတဝက်ဝမ်းနဲ့တဝက်နဲ့အလှပြင်လို့ပြီးသွားတဲ့ချိန်မှာမောက်မင်္ဂလာခမ်းမစီကိုသွားခဲ့ပါတယ်